တက်တာပါလေနော်တမီးလေးနော်မင်းတို့ချီခိုင်းနေတယ်ချီခိုင်းဖို့နေဘယ်မှာလို့လေတမီးနားနေတာဟာနားညီလိုက်တာကွာကလေးကိုမေးကွာမအေးမင်းကြီးရောတဲ့အောင်မချော့နိုင်ဘူးလားမငါတားအိတ်ရှင်တွေတနေ့ကတော့ပြင်ပန်းတာအေးပါလေတမီးဖေးအိတ်တော့မှာတမီးချီခိုင်းနေတယ်တမီးအေးပါဘယ်လိုရှိရလဲတမီးနော်နော်ရ你什么？你先跟哪一个有？不要过去。好点哩，你那边好点哩。啊？不哩，怕给啥嘞？啊，都没嘛呗哩。啊？过年没表情。搞嘛路啊哇路。你要提前你要你讲通山啊？你要不要搞嘛嘞？我表噻。啊，哪有讲喏？သူကမိမလည်းရှိကလေးလည်းရှိတယ်ကောင်မရဲ့ကောင်မလူဘာဝလို့ဘာပြောလဲကိုကြီးလေးပဲပြောနေတာဟာလားဘာလို့ကွာထောင်းရှင်ဟာပြင်မန်းလာတော့ငါအိတ်ရှင်တွေတော့ပြောပြီဘာရေးကြီးတွေရှင်းချင်တာနဲ့ရေးကြီးတာဒီမှာကောင်မတွေကဖုံးလာတယ်ရှင်လည်းပဲပြောချင်တယ်တဲ့အာရှင်းရဲ့ကိစ္စဟာဘယ်ရကောင်မလဲဝါမင်းကလည်းကိုကြီးလည်းပဲပြောချင်တယ်တဲ့ရှင်ဘာရင်းဦးမလဲပြောဩကောင်မလူဘာဝလို့ကြာဟိုရုံးကဆေးပါလေးဖြစ်မယ်ဘာညကနိုင်ကိုရဘယ်ဆေးမသတ်တာလဲရှင်အရေးကြီးလို့ဒီမှာပေါ့ကွာလောကိစ္စမင်းကလည်းရှင်ကမဟုတ်သေးလို့လားရှင်ရောက်ခေါ်ပြီးဟောရှင်ဘောပတ်စောနေလက်ခံလာတယ်ဘယ်တော့မှရှင်နဲ့ကျမပတ်စောခတ်ဘူးတော့လေမဟုတ်ဘူးကွာရုံးမှာကလေးတွေကဖုန်းတွေဟိုဝင်ကြည့်တရားဝင်ကြည့်နဲ့အဲ့ဒါကြောင့်မလို့အော်ဒီနောက်တော့လောခထားတာကွာရှင်ဘာကြောင်ညမကျမအဲ့လိုပဲကျမဘောကိုခေါ်မယ်ကျမအဲ့လိုခေါ်မယ်ကိုကျမတတ်နေတော့ရှင်ဘာရင်းနေတာလဲကျမကိုပြောအခုကျမဒီဖုန်းနဲ့ပဲရှင်ဖုန်းနဲ့ပတ်စပို့တွေလက်ခံထားတယ်ကျမအခုဒီဖုန်းနဲ့ပါအခုတင်ပေးကျမဖုန်းနဲ့ကျမခေါ်မယ်ဟာမင်းဘလို့ဖြစ်နေရလဲကွာဘာလို့မရမှာလဲရှင်ချိုးနေပြောင်းနေတာနော်အခုဒီကောင်မညတဲ့ကောင်ဖုန်းခေါ်တယ်ရှင်အခုရှင်းတော့ရှင်ကျမဘာလဲနေလဲလားကျမကိုပြောဘူးကဲမင်းကချင်းချင်းပဲပြောတော့ပဲကွာဒီမှာမင်းနဲ့ငါပေါင်းလာကြာပြီမင်းစီကဘာခံစားမှုမှဘာတာယာမှုမှမရှိတော့လို့ငါဘေးမှာကောင်မလေးနဲ့တွဲနေရကွာသူစီကခံစားမှုရောတာယာမှုရောငါအကုန်လုံးရအဲ့အကြောင်းကွာရှင်းပြီလားရှင်ကူလာလို့ပြောပြီးပဲကျမတို့ရှင်နဲ့ကျမနဲ့မရဘူးကျမအထီးပုံစံလားအေးအဲ့တော့ဒီပုံစံမဟုတ်ဘူးကွာအခုဒီပုံစံဘိုးဒီဘက်တီနဲ့ဟမ်ရွဲမလဲနေလို့ငါမင်းနဲ့မကိုက်ချင်တော့တာကွာချင်းလားငါလေတက်နိုင်ငါဒီမှာတော့မနေရတော့ဘူးငါကဘေးမှာပဲအေးနှားပြီးနေလိုက်ရှင်တော့မင်းတို့တောင်းနေတဲ့နေရာကစိတ်တွေကိုမြည်တယ်သိလားဟုတ်ပါပြီကလေးရတယ်လို့မင်းရတယ်လို့ဟုတ်ပါပြီရှင်နဲ့ကျမနဲ့တွေ့ကြပြီရှင်မဘလောက်ကောင်းတယ်လဲပတ်ကြည့်ရတယ်တော့သွားပါကျမတို့အိမ်မှာရှင်မနေချင်တော့ဘူးသွားရှင်တော့ရှင်သွားကြနေရတာသွားလိုက်ပါတော့သွားမှာဆိတ်ချအေးဒါပေမဲ့အခုကတော့တကောင်းကြောနေပြီငါအဲ့ကမ်းမှာအဲ့နောက်နေ့ကျရင်ငါသွားမှာငါလေးဘေးမှာအိမ်ငါပြောငါနေမှာကွာရှဲလားဒီပါဒီပါသမီးလေးအေးပါအေးသမီးလေးခဏနေနော်မေအေးပါသမီးလေးမေရပြလိုက်ချင်ပါတယ်သမီးလေးခဏနေနော်မေမနဲ့ကြတာမေစိတ်ကတော့ဘာလို့မလို့ဒါမောက်
မောင်ကလက်ထက်ခွင့်တောင်းတဲ့လက်ထက်လက်စုပ်ပေါ်မှာလေမအောင်ဘယ်လိုသဘောရလဲမောင်ရဲ့လက်ထက်ခွင့်တောင်းတာကိုလက်ခံရလား လက်ခံတော့မှရန်ဝမ်းတာ ဒါဆိုရင်ကဲမောင်တော့ကွာလောကကြီးရဲ့လို့ပြောတော့ဆန္ဒဆုံးလို့ပြောတော်တာလေးပဲဖြစ်မိလေးပဲဖြစ်ဖြစ် ဟာမောင်းလဲ လူကြီးတာကွာကွာ ပြောနေခုမှမနာဘူး 没有嘛，千千万多万话，对吧？没那个，帮了家里，没事呀，把看上木嘛，把大呀木嘛没洗了，啊，没嘛，搞嘛没嘞，对的呀，话不是呀，看上木有大呀木有拿黄龙呀，那叫话，前面，这不让人搞明白吗？ဟုတ်ကဲ့မနောမရဆရာမင်းလားမသိဘူးရှင် แต่ว่ามันต้องมีเสียงมันมาแต่ว่าคือมีที่เนี่ย ဟောဟုတ်ကဲ့ဆရာ page မှာလဲလေ line ပေါ်မှာလဲအရင်နာမည်ကြီးနေလို့ပါအိမ်အောင်ရင်းနဲ့ပတ်သက်တဲ့ပြဿနာတွေပေါ့နော်ပြီးတော့ဟုတ်ကဲ့မျိုးသားအဲ့ဒီလိုရုပ်တရက်ကြီးသစိမ့်ချိုးချိုးသွားလို့ရှင်ပေါ့နော်ပြန်လဲသိမြအောင်အဆင်ပြေအောင်ရေပြီးတော့လင်ကွဲမြေကွဲပြဿနာတွေကိုလဲဆရာ line ပေါ်မှာတက်လာတာတွေ့ရလေအဲ့ဒါပြန်ပြီးလဲအဆင်ပြေသွားတာလေးတွေလဲတွေ့နေရတဲ့ခါကျတော့ညီမအိမ်အောင်ရေးရလဲအခုလောလောဆယ်ညီမမျိုးသားကလဲအိမ်မောကနေပြန်ဖြစ်ပြီးဆင်းသွားလို့ပါဆရာအဲ့ဒါဆရာကိုလှမ်းပြီးတော့အာကိုတကြီးနဲ့သမီးဆက်သွယ်လိုက်တာပါဆရာ ဟုတ်ကဲ့အမမျိုးသားကဆင်းသွားတာကဘယ်နှစ်ရက်လောက်ရှိပြီလဲနော် သမီးမျိုးသားဆင်းသွားတာဆရာကြီးနှစ်ပတ်လောက်ရှိပြီဆရာ ဟိုခါတိုင်းအဲ့ဒီကိုဆင်းသွားပြီရတယ် တခါမှသမီးတို့ညားလာတဲ့အိမ်အောင်တက်3နှစ်ကျော်မှာတခါမှအိမ်မောအဲ့လိုမဆင်းသွားဘူးပါဘူးဆရာ အေးဒီမှာပြရတော့တွက်ချက်တဲ့နေရာမှာပေါ်တာတော့မှနော်ငင်းနှောင်းနေပေါ့နော်ပျော်နေနေတယ်သူပြီးပါနေတယ်အမပေါ်မှာပေါ့နော်စိတ်တန်ရောက်ပြီးမေတ္တာတရားခေါင်းမနေတယ်သူပြီးပါနေတာပေါ့နော် ဟုတ်ပါတယ်ဆရာရဲ့မှန်လိုက်တာလောလောဆယ်ဆရာပြောတဲ့ပုံစံမျိုးကြီးဖြစ်နေတယ်ဆရာဟုတ် ဟုတ်ကဲ့အဲ့ရနေအမအနေနဲ့ပေါ့နော်ဒီအနေနဲ့တစ်ချက်မေတ္တာရက်ခံနေတာကဆရာတို့ကဒါတွေကတွက်ချက်ပြီးမှကူဆောင်ရွက်ပေးလို့ရတာဖြစ်တဲ့အတွက်ကြောင့်ပေါ့နော် ဟုတ်ကဲ့ပါဆရာ မြောင်ဓာတ်ပုံမြောင်လုံးရဲ့နာမည်မြောင်လုံးရဲ့အသက်မြောင်လုံးရဲ့နေနာဆရာကို Facebook Messenger ကလည်းကောင်းပေါ့နော် ဟုတ်ကဲ့ဆရာ အဲ့ဒါကောင်းပေါ့ပို့ပေးပြီးမှဆရာတွက်ချက်ပြီးတော့ဆရာဆောင်ရွက်မှုပြီးလို့ရမှာဖြစ်ပါတယ်မှာနော် ဟောဆရာရဲ့ကျေးဇူးတင်ပါတယ်ဆရာဟိုအဲ့ဒါဆိုလို့ရှိရင်ပေါ့နော်ဟိုညီမမျှော်လင့်ချက်ရှိပါတယ်နော်ဆရာ ကြည့်ပါတယ်ဆရာတက်တဲ့ပညာရဲ့နဲ့ဒီကိစ္စကိုဂျပန်အတော်တွေပေါ့အများဆုံးအဆင်ပြေအောင်ပေါ့နော်ရပါတယ်မှာနော် ဆရာရဲ့အဲ့ဆိုအားကိုးပါတယ်နော်ဆရာအခုဆရာရဲ့ဟို page ကိုလေသမီးတို့နှစ်ယောက်ရဲ့မျိုးသားနဲ့သမီးမျိုးသူရဲ့မွေးနေ့တက်ကတဲ့တွေကိုတိတိကျကျမှန်မှန်ကန်ကန်ဆရာကိုအခုပဲပို့လိုက်မယ်နော်ဆရာ အခုဆရာတခုပြောမေတ္တာရက်ခံနေတာပေါ့နော် ဟုတ်ကဲ့ဆရာ ဒီလိုဘုရားနာမည်နေနာဝိကုနဲ့တက္ကရီပေါ့နော်ဆရာတွက်ချက်တော့ညမဘောကဆိုတာပေါ့မှာနော် ဟုတ်ကဲ့ဆရာ ညမဘောကကျွန်တော်တက်ဦးတပေါင်းကျယူပါတယ်နောက်ဦးဆိုရင်တောင်းကျယူပါတယ်နော်ဆရာရဲ့ဝပိစုစိတ်ခုံးမှာပြေးပြီးဒီရနေတော့ပို့ပြီးပေါ့နော်လက်ခံလုံနဲ့အနိုင်ပါတယ်နော် ဆရာရဲ့ကျေးဇူးအများကြီးတင်ပါတယ်နော်ဟိုသမီးတို့ဘက်ကလည်းဟိုအလုပ်တွေရှုပ်တဲ့ခါကျတော့လေကိုယ်တိုင်ရတရားချီတာတွေဘာတွေကိုလည်းမလုပ်နိုင်တဲ့ခါကျတော့ဆရာဘက်ကရောအဲ့ဒါမျိုးတွေအကုန်လုံးလုပ်ပေးတာလားဆရာ ဟုတ်ကဲ့ပါအဲ့ဒီဆရာဘက်ကဆရာရတိုင်းလုံး ဟုတ်လားဆရာရဲ့အဲ့ဆိုပို့ပြီးအဆင်ပြေတာပေါ့နော်ဆရာ ဟုတ်ကဲ့အဲ့ဒီကအပြင်ဒီဘူးတကတော့ဆရာဆောင်ဝင်ထားတာနော် ဟုတ်ကဲ့ပါဆရာအဲ့ဆိုဆရာ page မှာတင်ထားတဲ့ KB ဝေပေးဖုန်းနံပါတ်လေးကိုပဲဆရာသမီးညံပူစော်ကလွှဲလိုက်ပေးမယ်နော်ဆရာ ဟုတ်ကဲ့ဒီကစိတ်ပန်ချပါနော်အမတို့မိသားစုတက်လို့ကိုအောင်မီအောင်ပေါင်းရမယ်ပေါ့နော်မကွက်တိုင်းမတင်တဲ့တက်လို့ပေါ့နော်ပျော်ပျော်ရွှင်တဲ့နေရာကိုဆရာတက်တဲ့ပညာ ဆရာရဲ့ဝမ်းသာလိုက်တာနော်ဆရာဟိုအဲ့ဒါဆိုဆရာသမီးအခုပဲဆရာ page ကို highlight ပါမယ်နော်ဆရာ ဟုတ်ကဲ့အဲ့လည်းဒါမှနော် ဟုတ်ကဲ့ပါဆရာကျေးဇူးပါနော်ဆရာဟုတ်ကဲ့ပါဆရာ ဟုတ်ကဲ့ပါဆရာ
ကိုကြီးမျက်နှာကိုကြည့်ရနေမကောင်းလို့လိုပါလို့ဖြစ်နေတာဘာဖြစ်တာလဲ အေးကွာဒီမကောင်းတော့မဟုတ်ပါဘူးကိုကြီးစိတ်ထဲမှာလေဟိုတမျိုးကြီးလက်ခံစားနေပြီးတော့ခေါင်းကလည်းနောက်ကြည့်ကြည့်နေဟိုစိတ်ထဲမှာကွာဘယ်လိုပြောမလဲကိုအိမ်ကိုပဲပြန်ချင်တဲ့စိတ်ဖြစ်နေတယ် ဘာပြောလဲကိုကြီးမယားကြီးစိတ်ပြန်ချင်တာပေါ့ အေးဟိုလေကိုကြီးသမီးလေးနဲ့ကိုကြီးမိန်းမဟိုပဲလေဟိုတတိယတဲ့စိတ်လေးဖြစ်နေတာညီမလေး ကိုကြီးပြောညီမကိုတက်လို့ချင်ပါဆိုဘွားတစ်ဆောက်လုံးတူနေမှာဆိုခုကြတော့ဘာဖြစ်တာတော့ ညီမလေးကိုကြီးချင်းပဲပြောတော့မယ်ကွာကိုကြီးနှလုံးသားထဲမှာရောကိုကြီးရဲ့မျက်လုံးမှာရောကိုကြီးသမီးလေးနဲ့ကိုကြီးမိန်းမရဲ့ပုံရိပ်တွေอ่ะလေဘယ်လိုပြောမလဲကွာတစ်ဖက်ဖက်နဲ့ပေါ်နေတယ်ကွာစိတ်ထဲမှာလည်းတမျိုးကြီးတော့ခံစားနေရတယ်ဟိုပြီးတော့လေဟိုအိမ်ကိုပဲပြန်ချင်နေရကွာကိုကြီးမိန်းမနဲ့ကိုကြီးသမီးလေးစီကိုပဲကိုကြီးပြန်ချင်နေတာအဲ့တော့ညီမလေးကိုကြီးဝမ်းနေစွာနဲ့ပဲလမ်းခွဲစကားပြောပြရစီကွာကိုကြီးကိုခွတ်လို့ပါ စစ်မျက်နှာကျမမမြင်ချင်တော့ဘူးခုချက်ချင်းထောက်သွားလိုက်တော့ သွားမှာပါ ဤစီမီဤရေချမ်းဤတောက်တော်ကြီးခုလိုလူတဲ့ရတဲ့ကြွားချောင်းတပည့်တော်မာခင်ပေါ်လောက်ကင်နေစင်ပြေပါစေကျမ်းမှာချမ်းသာပါစေရောက်လေရရက်မှာနေတပည့်တော်သားမိကိုပြန်လဲတတိယစွာနဲ့လေတပည့်တော်စီကိုလည်းပြန်လာပါစေဖေဟာတပည့်တော်ဤမျိုးသားလဲသွားလေရအလုံးမထီစုမညိပါစေနဲ့တပည့်တော်ဤမိသားစုလည်းအမြန်ဆုံးပြန်လဲပြီးတော့တည်တည်မြဲမြဲပျော်ပျော်ရွှင်ရွှင်နဲ့တပည့်တော်ပြန်လဲပြီးနေရပါလို့ရှင်ဗျာတပည့်တော်နေ့စဉ်ပြုတဲ့ကုသိုလ်တွေကြောင့်တပည့်တော်ခင်မွန်းလည်းထပ်တူကုသိုလ်ရပါသေးရှင်ဗျာတပည့်တော်ဤမျိုးသားချမ်းသာပါစေတပည့်တော်ရေချမ်းဤစီမီဒီပန်းကိုလူရတဲ့ကြွားချောင်းတပည့်တော်ကြီးခင်မောလဲအိမ်ကိုအများဆုံးပြန်လာပါစေရှင်ဗျာတပည့်တော်မိသားစုလေးပျော်ရွှင်ရွှင်နဲ့ချစ်ချစ်ခင်ခင်တည်တည်မြဲမြဲနဲ့ရေလိုပဲပြန်နေရပါလို့ရှင်ဗျာတပည့်တော်နေ့စဉ်ပြုတဲ့ကုသိုလ်တွေလည်းတပည့်တော်ခင်မောလဲရပါစေရှင်ဗျာမေပါ မောင်မောင်လေမောင်ရဲ့အမားတွေကိုမှန်မှန်သိခဲ့ပါ့မာရဲ့ပြီးတော့လေဟိုမောင်စိတ်ထဲမှာဘယ်လိုဖြစ်လို့လဲမသိဘူးသိလားစိတ်ကဟိုအရင်တော့အပြင်မှာမြဲတမ်းตายရတယ်ဟိုပျော်ရွှင်မှုရှိတယ်ကွာအခုသမီးလေးနဲ့မားရဲ့ပုံရိပ်တွေကလေမောင်မျက်စိထဲမှာတစ်ဖြက်ဖြက်နဲ့ပေါ်လွင်နေတာအဲ့တော့မောင်မှားခဲ့တာတွေလည်းခွင့်လို့ပါမောင်အမားတွေကိုဟိုအားလုံးဒီအမားတွေကိုပြုပြင်ပြီးတော့လေဟိုမရဲ့သမီးလေးရဲ့တာယာပျော်ရွှင်တဲ့အိမ်တော်လေးတစ်ခုကိုတိဆောက်ကြမယ်လို့မောင်ဆုံးဖြတ်ပြီးပြန်လာခဲ့တာပါမရဲ့ဟုတ်
ဝင်မိပါနဲ့နော်မောင်မလို့ခွလို့ဝေပါနော်မနော် ဘယ်တော့မှဝင်မြခဲ့ပါဘူးမောင်ရဲ့မခွက်လက်ပါတယ် ဝမ်းသာရကမရဲ့ မလေးလေးမောင်ကိုပြောမိဆိုပြီးအော်မိတာတွေလည်းမောင်လည်းခွက်လက်တော့မောင် ခွလို့တော့ဘောမရဲ့တကယ်တမ်းဆိုရင်လေမောင်ကသာအမှားကျူးလွန်ခဲ့တာပါမဘာအမှားမှပြုလုပ်ခဲ့တာမရှိဘူးလေဟိုတမီးပေါ်မှာရောမောင်ပေါ်မှာရောမိမကောင်းပြီးသားဆိုတာနဲ့အိမ်တော်မှုတောင်းဝင်ကိုထိန်းထိန်းသိမ်းသိမ်းနဲ့စီးတဲ့ရေဆယ်တဲ့ကလေးမောင်ရှာဖွေတမြောက်စုစုဆောင်ဆောင်လုပ်ခဲ့လို့မောင်တို့ဒီရှင်လေးတော့ရောက်လာပြီဟိုမောင်သာအပြင်မှာဒီလိုအပျော်ပါးနေမလိုက်ခဲ့ဘူးဆိုရင်မောင်တို့ဘကဒီတက်တော်ပို့ပြီးတော့အစင်နဲ့မြင့်မြင့်နဲ့နေနိုင်အောင်ပါ ကျေးဇူးတင်ပါတယ်မောင်ရဲ့ တော့ဆိုရင်လေမောင်ဘယ်တော့မှမစိုးတော့ဘူးနော်မောင်မားတွေကိုခုလိုပဲကတော့မနော် ခွက်လက်ပါတယ်မောင် ဝမ်းသာရတာမားမောင်လေ ငိုနေတော့ ရပါတယ်မားရဲ့မောင်မားတွေကိုခွင့်လုပ်ပြီးရမောင်လေမောင်ကျေးဇူးရမ်းတင်တာပဲကွာ ဘာဖြစ်ဖြစ်ရှင်လုံးပဲပြောရှင်းရှင်းလေးနေရအောင်နော်မောင်နော် ဟုတ်ကဲ့ပါမားရဲ့ဟိုသမီးလေးကိုလည်းလေဘာလို့မောင်တို့ပညာတတ်ကြီးဖြစ်အောင်မောင်ဆောင်းကိုစူးစမ်းမယ်ကွာဟိုမကလည်းမောင်ဘေးမှာအမြဲတမ်းဟိုစပြီးတော့ရှိသူဘွားနေစားကြီးခုရှင်နေပါရီဖြစ်ပဲဖြစ်နေနေပြီးခဲ့တဲ့အတွက်မောင်လည်းမောင်ကျေးဇူးရမ်းနေတယ်သိလားဒီနေ့တချင်စပြီးသမီးလေးနဲ့မနာလေမောင်တဖွားမှမခွာတော့ဘူးသိလားမောင်ကလေးပြည့်နော်ဆိတ်ရှာ ကျေးဇူးတင်ပါတယ်မောင်ရဲ့အခုလိုမျိုးကြားရရမ်းဝမ်းသာတယ်တိလား ဟုတ်ကဲ့ပါ မောင်ပေါ်မှာလေးမအော်ခဲ့မိတာတွေလည်းခွက်လက်တော့မောင် ဟောမရဲ့ခုနတာပေါ့မောင်ကအမကြီးလုပ်ခဲ့တာလေမငင်းကောင်းမိသားစုနဲ့မောင်တို့တားဖားနဲ့ကိုပြုစုပေးခဲ့ရလေမောင်ကကျေးဇူးတင်ရမှာပါမောင် ဟုတ်ကြမောင်သမီးလေးဆိုလို့ရှိရင်အခုဆိုကြက်ကြက်မမလေးနဲ့ ဟုတ်တယ်ကွာ သူကူဆိုနောက်ပိုင်းဆိုပို့ပြီးတော့ပျော်ရွှင်ရတော့မှာနော် ဟုတ်တယ် မတို့ချစ်ချစ်ခင်ခင်လေးပဲရှေ့ဆက်ပြီးတော့ပြီးခဲ့တာတွေကိုမောင်မေးလိုက်တော့နော်ပြီးပြီးတော့စိတ်တစ်ကိုယ်တစ်ဘွားတဲ့နဲ့တူပြီးတော့ရှင်နေမယ်နော်မောင် ဟုတ်ပါပြီမရဲ့ဟုတ်ပါပြောရှင်တဲ့ဘွားကြီးကြမယ်နော် မောင်ဘယ်တော့မှမမြင်ကြဘူးနော် မကြပါဘူးမရဲ့ဟိုသမီးလေးနဲ့မမျက်နှာကိုမြင်လိုက်ရတော့လေမောင်ရဲ့နေရာခံစားမှုအားလုံးကပိန့်ကြရွက်ပုံရေးမတင်တကယ်လို့ဆိုလို့ပဲအားလုံးကလွတ်စင်ပပြောက်သွားပြီကွာမောင်ရမ်းပြောတာပဲကွာ ကျေးဇူးတင်ပါတယ်မကြည့်ပါဘူးမောင်သမီးလေးအဲ့နေရလေး ဟုတ်ပါကွာဒီလေးမျက်နှာကြည့်ပါဦးရှစ်စရာလေးကွာဒီနေ့တစ်ချိန်စပြီးတော့မရဲ့ဟောဒီကသမီးလေးရဲ့မောင်ရဲ့၃ယောက်နော်ပြောရှင်တဲ့ဘွားကိုဖြတ်တန်းကြမယ်နော်မငိုလို့နဲ့မငိုလို့နဲ့နော် ကျေးဇူးတင်ပါတယ်မောင် ဝေးရမနော်တိတ်မောင်ကလေးပြီးမောင်ပဲမအနာနဲ့ဒီနေ့ကကျန်ထွက်သွားလို့နော်သိချာနော်ဒီဗီဒီယိုကလစ်ကိုစပွန်ဆာပေးထားတာကတော့မနောမယဆရာမင်းဘေဒင်ဟောကမ်မှဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ channel game ကိုစပွန်ဆာပေးထားတဲ့မနောမယဆရာမင်းရဲ့ဘေဒင်ဟောကမ်မှာလူကိုယ်တိုင်လည်းတွားရောက်ပြီးတော့တွေ့ဆုံမေးမြန်းနိုင်ပါတယ်ခင်ဗျာထို့အတူရက်ဝေးရမင်းမြန်းခြင်းတဲ့မိတ်ဆွေတွေအတွက်လည်းဆရာမင်းရဲ့ Facebook page Messenger မှာလည်းဆက်သွယ်နိုင်ပါတယ်ပြီးတော့ကျွန်တော်တို့ဆရာမင်းရဲ့ဆက်သွယ်မယ့်နောက်ထပ်လိပ်စာတွေကတော့ Viber Telegram WeChat WhatsApp တို့ကနေတစ်ဆင့်ဆက်သွယ်မေးမြန်းနိုင်ပါတယ်ဆရာမင်းရဲ့ Telegram Viber WeChat နံပါတ်ကတော့399314နံပါတ်ကိုလူချင်းမင်းတို့ကိုယ်တိုင်ဓာတ်ရိုက်ဆက်သွယ်ပြီးမြင်မြန်နိုင်ပါတယ်ခင်ဗျာလူချင်းမင်းတို့ရဲ့အချစ်ရေးအိမ်တော်ရေးစီးပွားရေးလူမှုရေးစတဲ့တောကပြပါရများအတွက်မနောမယဆရာမင်းရဲ့ Facebook page Messenger Viber Telegram WeChat တို့မှာဆက်သွယ်မြင်မြန်နိုင်တယ်လို့လူချင်းမင်းတို့ကိုယ်တိုင်တွားရောက်မြင်မြန်ခြင်းတယ်ဆိုရင်တော့မနောမယဆရာမင်းရဲ့ဘေဒုံဟောကန်လိပ်စာကတော့ပြင်ဦးလွင်မျိုးအနည်းစကန်တိုးကြီးကုန်းရက်ကွက်မှာရှိတဲ့ဆရာမနောမယဆရာမင်းရဲ့ဘေဒုံဟောကန်မှာလူကိုယ်တိုင်တွားရောက်တွေ့ဆုံမြင်မြန်နိုင်ပါတယ်ခင်ဗျာအထက်ပါလိပ်စာများတဲ့မှာလူချင်းမင်းတို့ကိုယ်တိုင်တွားရောက်ပြီးတော့မမြင်နိုင်ဘူးဆိုရင်လည်းဆရာမင်းရဲ့ Viber Telegram WeChat နံပါတ်3994331139နံပါတ်ကနေတစ်ဆင့်ဆက်သွယ်ပြီးတော့ညံပူစော်ကတူးလင်1000ကျပ်ဖြစ် KB ဝိဘေးတို့မှတစ်ဆင့်ဆက်သွယ်ပြီးတော့မင်းများနိုင်ပါတယ်ခင်ဗျာကြည့်ရှုအားပေးကြတဲ့ပရိသတ်များအားလုံးထမင်းရှင်များအားလုံးကို
ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ